မင်္ဂလာပါအင်ဂျင်မော်နှုတ်ခွန်းဆက်ပါတယ်ခင်ဗျကဲအခုရောက်အခုတင်ပါတော့ပစ္စည်းအခုရောက်တယ်အခုပဲတင်ပေးမှာပေါ့နော် Okay brand တွေက6လက်မခွဲနှစ်ထပ် test D liner မြင်ရတဲ့အတိုင်းလေးပေါ့နော် D liner woofer speaker လေးတွေပါအတန်ထွက်လုံးဝ share လမ်းနေပေါ့နော်ကျိုးလုံးမိုက်နှလုံးပါမယ် hair ချင်းတဲ့သူတွေလည်းမိုက်လူစရာမလိုဘူးပေါ့နော်နှလုံးရမယ်တက်စီကသွင်းကျိုးနဲ့အပေါ်မှာ LED display လေးနဲ့ပါဗျကျွန်တော်မြင်နေတဲ့အတွက်အဆောင်ပြပါမယ်ဒါသူ့ရဲ့ system ခရုပ်ကလေးတွေပါသူကဒီလိုလက်ကင်ကိုင်းလေးနဲ့ပေါ့နော်ဒီလက်ကင်ကိုင်းလေးနဲ့ပါလက်ကင်ကိုင်းလေးနဲ့ဒီကောင်ဖုံးထားမဲ့နေရာလေးပေါ့ဒီမြောင်းလေးကတော့ဖုံးထားမဲ့နေရာလေးပေါ့နော်ဒါက10မိနစ်စာပေါ့နော်ဒါနောက်ကိုလှည့်ပေးပါမယ်တက်စီအသွင်းကျုံနဲ့ဒီမှာပါအောင်ခလုတ်လေးနောက်ထပ် mic တစ်လုံးထပ်သွင်းလို့ရအောင်မယ် memory USB stick AUX တော့အစုံသုံးလို့ရမယ်ပေါ့နော်အစုံသုံးလို့ရမယ်ကောင်းသေးသေးလေးစိတ်ပြင်းပြင်းလေးနဲ့เนาะအတန်ထွက်ကောင်းကောင်းလေးပါဈေးက2သိန်းကျော်3သိန်းမပြည့်ရဲ့ဈေးလေးနဲ့ရမယ်ပေါ့နော်ကျွန်တော်တချင်းလေးဖွင့်ပြပေးပါမယ်ဗျအခုရောက်အခုတင်ထားတာပါအတန်ထွက်လေးတော်တော်ကောင်းပါတယ်ဗျလာပါဗျ